မားတို့ဖျားကုန်ဗလာတာမုံကဒါငါးစီတမဲဟာဒီဒါကတော့ချင်းတက်တုံပြူစပလေးဟောမုံကချက်ကိုပဲပြုတ်ထား ပဲကဘယ်လောက်ပြုတ်ထား ပဲရတပိတ်တာ50 ဟောတပိတ်တာ50ဟိုကငါးပြုတ်ထားတယ်ညီမလေးငါဘယ်နှပိတ်တာပြုတ်တာ ငါ3ပိတ်တာ50 ဟောဘာငါးတွေ ငါအရင်တော့ငရက်ပဲတုံးတာအခုကတော့သေးဟိုနေပြအောင်လို့တက်တက်တစားနိုင်အောင်အချင်းနဲ့ မရမ်းနဲ့ ရောပြုတ်ထား ဟောငါးပြုတ်တဲ့ထဲကျတော့ဗာတွေထဲပြုတ်တယ် ငါပြုတ်တဲ့ထဲစပလေးရဲ့ချင်းရဲ့ငံပြရဲ့ထညက်ရဲ့ ပြီးတော့မှစီတက်မှာပေါ့နော် ဟုတ်ပြီးတော့မှ ငါတို့ကတော့ကိုကြီးတို့စားတာတော့ငရုတ်ကောင်းတန်လေးမွေးငရုတ်ကောင်းနဲ့ချက်တာဖြစ်မယ်နော် ငရုတ်ကောင်းနဲ့ပါတယ်တက်တုံပြူလည်းပါတယ် နော်ဟုတ် ဒီမှာကျတော့ရေရဲမုံတုံးတော့ပါ ဒီမှာကတော့မြည်ပဲမတုံးဆန်မုံရဲ့ပဲဆန်ရဲ့ဒါ ပဲ ပဲ တယ်ဟုတ်တရားသူပဲကတပိတ်တာ50ဆိုငါ3ပိတ်တာပဲဆန်မုံကြတော့ဘယ်လောက်ထည့်လဲ ဆန်မုံက2ဘူးတစ်ဝက် 2ဘူးတစ်ဝက်ငါစီတက်လို့ရှိရင်စီကိုအရင်စူအောင်လုပ်တယ်စီစူပွားလို့စီစိမ့်နဲ့ပြောက်သွားပြီဆိုလို့ရှိရင်ဆလင်းမုံထည့်တယ်ဆလင်းမုံထည့်ပွားလို့ရှိရင်ဈေးနဲ့စပလင်နဲ့ကိုရောပြီးစီတက်တယ်မွေးသွားအောင်ကျက်သွန်ဖြူလေးထည့်ပြီးစီတက်တယ်ကျက်သွန်ဖြူလေးနှုံးသွားလို့ရှိရင်ကျက်သွန်နီထည့်တယ်ကျက်သွန်နီထည့်ပြီးနှုံးသွားပြီဆိုရင်ငါးထည့်ပြီးမွေးစီတက်ပြီးသွားရင်ဟိုမနေ့ကျတော့မှ ပြန်ရောမှာ ပြန်ရောမှဒီရတဲ့ရတဲ့ဖြစ်တယ် ဟုတ် ဒါလေးကတော့ပဲထည့်ပြီးဆူတဲ့ဟာစံမုံတယ် ဟုတ် ဆန်တော်မို့ကဒီတော့ပြောတော့နှစ်ဘူးပဲနော် ဟုတ်နှစ်ဘူးပဲ အဆန်းကြတော့မဆန်သုံးတာ ဆန်ကောင်းကြီးဆန်ကိုလော်ပြီးကြိတ်ထား ဟောရင်းစားကိုလော်ပြီးချိန်ပြီးစိတ်ပြီးမှထည့်တယ်နော် ဟုတ်နူးအောင်ရေးရင်စိတ်ပြီးမှထည့်ဒါလေးကစံမုံဆူပြီးပုတ်ပတ်ဆူပြီးတော့ငါပြောပြင်ထည့် မပြောပြဘာလုပ်ထားလဲ မပြောပြင်ကြနူးတဲ့ဟာလေးပဲရွေးပြီးတော့ခွာပြီးတော့လှီးပြီးတော့အဲ့ဒါလေးပဲထည့်ထားပါမယ် ချီတဲ့သူရေစိတ်ထား ဟုတ်ရေးစိမ်တာ ဒီလေး ကျက်သွုံနဲ့ငါပြောပြင်ထည့်ပြီးတော့ပုတ်ပတ်ဆူပြီးဆိုရင်ငါးစီတရာဟာလေးထည့်တယ် သူ့ရဲ့ငါပြုတ်ပြီးထည့်တာ ဟုတ်ဒါလေးကတော့အားလုံးစူသွားရဲဆိုရင်ကျက်သွန်ဖြူနဲ့ငွေကောင်းတဲ့ထောင်းထားတဲ့ဟာလေးထည့်ပါတယ်ဒီဘဲဥစိတ်ထားတဲ့ဟာလေးပဲထည့်ပါတယ် ဒီတွေ့လားဒါဖြာလို့မျိုးကဟုတ်ဒီကြကြည့်